တိန်ကြရင်ခွဲစိတ်စရာလိုလားဒီမေကွန်းလေးကိုဖြည့်ပေးရင်ချစ်ရတဲ့မျိုးသမီးတွေအတွက်ကျမ်းမာရေးကုသရနိုင်စေဖို့တိန်ကြချင်းအဆင့်၄ဆင့်အကြောင်းကိုမျှဝေပေးသွားပါမယ်။တိန်ကြချင်းဆိုတာကမွေးလန်းကြောင်းအင်္ဂါအဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အရာတစ်ခုပါ။မွေးလန်းကြောင်းအင်္ဂါအဖွဲ့အစည်းမှာဆိုရင်မင်းကိုဝါမွေးလန်းကြောင်းတိန်ကောင်းတိန်နဲ့မျိုးဥပြုံမျိုးဥတွေပါဝင်ပါတယ်။တိန်ကြချင်းဆိုတာကတိန်ကိုထိမ့်မှတ်ထားတဲ့ကြက်သားတွေမွေးလန်းကြောင်းကြက်သားတွေမှာကြက်သားအားနည်းခြင်းတွေကြောင့်တိန်ကအောက်ဘက်ကိုလျှော့ကျလာခြင်းဖြစ်ပါတယ်။တိန်ကြချင်းအဆင့်၄ဆင့်ရှိပါတယ်။ပထမဆင့်အနေထားမှာဆိုရင်တိန်ကမွေးလန်းကြောင်းတွေကိုစဝင်ကသာအနေထားဖြစ်ပြီးတော့ဒုတိယဆင့်မှာဆိုရင်တိန်ကမွေးလန်းကြောင်းတွေကိုရောက်လာတဲ့အနေထားဖြစ်ပါတယ်။နံပါတ်3ဆင့်မှာဆိုရင်တိန်ကမွေးလန်းကြောင်းအဝါနာထိရောက်လာပြီးတော့နံပါတ်4ဆင့်မှာဆိုရင်တိန်ကမွေးလန်းကြောင်းရဲ့အပြင်ဘက်ထိထွက်ကြလာတဲ့အနေထားကိုတိန်ကြချင်းအဆင့်၄ဆင့်အနေနဲ့တွေ့ရမှာဖြစ်ပါတယ်။တိန်ကြချင်းအဆင့်1နဲ့အဆင့်2အနေထားတွေမှာဆိုရင်စီးစက်မှာနာကျင်တာတွေခါးနဲ့တင်စုံပိုင်းတွေမှာနာကျင်ကြိုက်ခဲတာနဲ့မွေးလန်းကြောင်းထဲမှာတိတ်ဆွတ်ဆွတ်ခံစားရတဲ့လက္ခဏာတွေကိုခံစားနိုင်ပါတယ်။အဆင့်3အနေထားမှာဆိုရင်မွေးလန်းကြောင်းဝါနာထိရောက်လာတာဖြစ်တဲ့အတွက်ထိုင်တဲ့အခါမှာဆိုရင်လည်းတခုခုခုထားသလိုမျိုးခံစားရတာဘောလုံးကြီးတစ်လုံးပေါ်မှာထိုင်နေရတဲ့ခံစားချက်မျိုးနဲ့အတူလမ်းလျှောက်တဲ့အခါမှာဆိုရင်လည်းထွက်ကြတော့မလားဆိုတဲ့ခံစားချက်တီကိုခံစားနိုင်ပါတယ်။ညဘက်ဒီမှာလည်းနာကျင်ကြိုက်ခဲတာတွေကြာနှစ်ချက်အိမ်မပြောသေးပဲနဲ့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မပစ္စည်းတွေကိုထိခိုက်စေပြီးတော့ကိုယ်ခံအားနေတာတွေယောဂဝင်နေတာတွေကိုလည်းခံစားနိုင်ပါတယ်။ဒီလိုမျိုးမွေးလန်းကြောင်းဝါနာတီရောက်နေတာဖြစ်တဲ့အတွက်ပိုးဝင်နေတာတွေကိုခံစားရပြီးတော့အဖြူစင်းတာအနက်နန္ဒာရားတာတွေကိုပါခံစားနိုင်ပါသေးတယ်နော်။အဆင့်3နဲ့အဆင့်4နေတာတိန်ကြခြင်းတွေဆိုရင်အရင်ဆုံးအဆင့်အနေနဲ့ဆရာဝန်တွေကရာဘာခင်းကူညီနဲ့တိန်ကိုပြန်ပြီးပြင်နေပေးမှာဖြစ်ပါတယ်ဒီလိုအနေထားပြုပြင်ထားတဲ့အနေထားတွေမှာဆိုရင်လည်းအမျိုးသမီးတွေနဲ့ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံတွေတိန်ကြခြင်းတွေထပ်ဖြစ်မြလာအောင်ယူဆိုင်ပေးဖို့လိုအပ်ပါတယ်ဒီလိုအနေထားတွေကိုမှကိုယ့်အနေနဲ့တိန်ကြခြင်းတွေကအရန်ဆိုးတယ်ဆိုရင်တော့ဆရာဝန်တွေကသူ့ရဲ့အသက်အရွယ်ကလေးမေးဖွားနှုန်းပေါ့နော်ဒီလိုအနေထားတွေပေါ်မူတည်ပြီးတော့တိန်ထုတ်တဲ့အဆင့်ကိုနောက်ဆုံးအနေနဲ့ဆုံးဖြတ်လေးရှိပါတယ်မွေးလန်းကြောင်းအဝါနာမှာပန်းသီးလုံးလောက်အမီလုံးကြီးဆိုတဲ့အထိတိမ်ကျနေတဲ့အမျိုးသမီးတယောက်ဆိုရင်ဆရာဝန်နဲ့ပြသဖို့အခက်အခဲရှိနေတာဖြစ်တဲ့အတွက်မအေးရှိမှဆွေးနွေးပြီးတော့တက်တာသွားတဲ့အနေအထားလေးလည်းရှိပါတယ်။အသေးသေးကြောင်းစာတွေကိုတော့မအေးရဲ့ Messenger မှာမေးမြန်းနိုင်ပါတယ်ရှင်။အမျိုးသမီးတိုင်းပုံမကျမ်းမာလာပါပြောရှင်မိုးကူညီပေးနေတဲ့မအေးပါ။မအေးရဲ့ဗီဒီယိုလေးကိုတခြားအမျိုးသမီးတွေလည်းကျမ်းမာရေးကုသရနိုင်စေဖို့အပေါင်းနဲ့နှိပ်သေးလေးပေးပြီးရှင်းသွားရပါအောင်နော်။သိချင်တာတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။